ဒါကတော့ထိုင်းမှာရှိတဲ့မုတ်ကျွတ်လို့ခေါ်တယ်ဆိုတော့သူတို့ကမုတ်ကျွတ်ကိုဒီလိုမျိုးလေးပဲလုပ်တယ်ပေါ့နော်ပေါ်တစ်ချက်ချင်းစီတော့လုပ်ရတယ်တခါဝယ်စားရင်တော့နှစ်ခုကိုနှစ်ခုဆိုနှစ်ချက်ပေါ့နော်နှစ်ချက်ဆိုရင်50ပါစားလို့တော့ရန်ကောင်းတယ်ဒါမဲ့ထိုင်းဆိုတဲ့အတိုင်းပဲဘာဝယ်အကုန်ချိုးတယ်မုတ်ကျွတ်လည်းချိုးတယ်အကုန်ချိုးအကုန်ချိုး ဆိုတော့စားလို့တော့ကြိုက်တဲ့သူကတော့ကောင်းမှာပဲကျွန်တော်ကတော့ချိုးတဲ့ဟာတိတ်မကြိုက်တော့မနေ့ကဝယ်တယ်ခုထိစားလို့မကောင်းနိုင်ရင်တော့ကြာနှစ်ချက်မသူတို့နှစ်ချက်ဆွဲပေးမယ်တော့နည်းနည်းထူပဲပေါ့နော်ကျွန်တော်တို့ပိုးရတာမှာရှိတယ်ဟိုလိုမျိုးအပန်းတွေတော့မဟုတ်ဘူးနည်းနည်းထူတယ်နူပါနော်သူလောက်တာလေးကအရန်ကိုတန့်တယ်ပေါ့နော်စိတ်လေးချီတယ်အဲ့ဒီဘီနခံတာရမချက်တာတို့ဘာလို့ကိစားတူတူချာလေးလုပ်ပြရပါတော့ဒီလိုလေးတွေပါ